ပြဿနာတွေကတော့စပြီးကြုတ်ခိုင်း။မင်းတို့ပြောရလေ။တုံ့ပြန်မှုတွေကတော့လာတော့မယ်ဆိုတာ။တို့ကဘာလို့ကြမှာ။ရုံးပြန်မှာ။ရုံးကလည်းချင်းလူတိပြီးတော့ပါ။အေး။ပြန်မယ်ကွာ။လိုင်းမော်လည်းတည်င်းတော်တော်စုံနေ။တက်တော့လမ်းပေါ်ထွက်လာတာကိုကြည့်ပြီးတော့ဟာသူတို့တောင်ထွက်နေပြီငါတို့လည်းထွက်မှာပေါ့ဆိုပြီးတော့လမ်းပေါ်ရောက်လာကြတဲ့သူတွေလည်းအများကြီးရှိတယ်အဲ့လမ်းပေါ်ထွက်လာကြတဲ့သူတွေအမှုပညာရှင်တွေပေါ့ဆိုတော့တွေလည်းပါတယ်တေးတွေပါတယ်ပလေယာတွေလည်းပါတယ်ရုပ်ရှင်ဘက်မှာဆိုလဲဒါရိုက်တာတွေရောမင်းသမီးတွေရောမင်းသားတွေရောလူရှင်တော်တွေရောလူချမ်းတွေရောစသဖြင့်ဆက်အဖွဲ့တွေရောအကုန်လုံးပါကြတယ်ဟာဟိုဘက်ကစာပီမှာဆိုလဲပါတယ်ဟာတပင်မှာဆိုလဲဟောဝစ်စာကြီးကိုဝစ်ပြီးတော့တကယ်ကိုဟွာတွေနဲ့အုံနာစပီကာကြီးတွေနဲ့ဖွင့်ပြုတ်ပြီးလို့ရှင်ဒီလိုမျိုးတွေကိုအာတုမန်တက်တွေလုတ်ခဲကြတယ်ပါခဲကြတယ်ဟာကစားသမားတွေလည်းပါတယ်ဟာလားတကယ်ကို MMA တိုက်ခိုက်ရေးကစားသမားတွေပါတယ်နောက်ပြီးလို့ရှင်ဒီဘက်ကဘောလုံးသမားတွေလည်းပါတယ် CDM တွေအလွှာပေါင်းစုံဟာလား engineer တွေဆရာဝန်တွေကျောင်းဆရာတွေအိုးတကယ်ကို88တုန်းကဒေါ်လာရေးတုန်းကပါဝင်နေဆိုတာတဲ့ဒီရွှေဒီကျွန်တော်တို့ဒီ2021နွေဦးတော်လှန်ရေးမှာအများကြီးပါခဲ့ကြတဲ့အချိန်မှာလူပင်လေကြီးတကယ်ကိုပဲဘယ်နေရာကြည့်မြို့တိုင်းကြည့်လိုက်မြို့ကြီးတွေကြည့်လိုက်လို့ရှင်ပြည့်နေတာတယောက်နေဒီမှာကွာလိုင်းပေါ်မှာလည်းတည်င်းတွေကစုံနေတာပဲငါတို့ပြန်လာတဲ့လမ်းခီးလည်းဘာမှမဖြစ်ပါဘူးအဲ့ငါတို့ပြန်တဲ့လမ်းခီးကဂိတ်တစ်ခုမှအောင်ချနေကြတယ်ငါတို့အဲ့ချိန်အဲ့မှာရှိနေတာပဲဘာမှမဖြစ်ပါဘူးအေးလေဖျောက်ကွန်မန့်နေရှောက်မန့်မနေနဲ့ဟိုမင်းအစဲခံနေရအောင်မယ်အေးပါမမှတ်ပါဘူးကွာဒီကွာအဲ့ဒါတွေကလည်းတစ်မျိုးဘာလို့တွေကလည်းဆဲခံမှာဆိုလို့မျိုးသိပ်ထားတာတွေများနေပြီကွာလူတွေကလည်းမဟုတ်ပါဘူးမဖြစ်ပါဘူးလို့ပြောလို့ရှိရင်ဇုတ်ကိုဟုတ်ခိုင်းဖြစ်ခိုင်းနေတော့ပဲငါတို့လည်းဘယ်လိုပြောအောင်မသိတော့အေးကွာဟာဦးကြီးလာဦးတော်ကြီးလည်းပါလာတာဟုတ်အေးကွာငါမင်းရောက်နေတယ်ဆိုတော့ငါမင်းတွေ့ကျင်နေတာငါကိုကြီးချီရောက်သွားတော့မင်းတို့နဲ့တွေ့ဖို့ရှိတယ်လိုက်ခဲ့ဆိုတော့ငါလိုက်လာတာကျွန်တော်တို့လာမှာပေါ့ဗျာအေးစင်းနဲ့လာတိုင်အောင်မှာမလား